အားလုံးပဲမင်္ဂလာပါရှင်ဘန်ကောက်ကနေပြီးတော့ဖတ်တရားကိုရထားစီပြီးသွားမှာပဲဖြစ်ပါတယ်ရထားတော့စီတဲ့ကြရကြတော့စွိုင်းဖက်ကစေ80မှာပေါ့နော်ဒီကနေပြီးတော့ဟွာလန်ဖုံစီးပါမယ်ဂိုင်းရဲ့နာမည်ကကြတော့လာဆောင်ပေါ့နော်ဒီကနေပြီးတော့မှဟွာလန်ဖုံစီးပါမယ်ကျမတို့ကမနေ့အစောကြီးရောက်သွားတယ်ဆိုတော့ရထားမထွက်သေးပါဘူးမနေ့6နာရီမှဆက်ထွက်တာပေါ့နော်ရထားစင်းမင်းနေရာကြတော့ဂိုင်းနာမည်28ဟွာလန်ဖုံမှာဆင်းမှာပေါ့နော်တယောက်ကိုဘတ်42ဘတ်ပေးရတာပေါ့နော်ရထားလက်မကြတော့ကောင်းနာမှာမဖြတ်ပေနဲ့ဒီပုံးထဲမှာပဲတခါလေးဖြတ်သွားမှာပေါ့နော်တယောက်ကိုအပတ်42ဘတ်ပေးရပါတယ်ဒါကြတော့ရထားစီဖို့အပေါ်တက်ရမှာပေါ့နော်ရထားထေရောက်ပါပြီဒီကနေပြီးတော့ဂိတ်ရေဝင်မှာပေါ့နော်ဒါကကြတော့ဟွာလန်ပုံရင်ရထားဂိတ်ပေါ့နော်ဒီကနေပြီးတော့မှဖတ်ထရာကိုလက်မှတ်ဖြတ်ပြီးသွားပါမယ်တယောက်ကိုဘတ်30ပေးရတာပေါ့နော်ကျမတို့ကပြီးမှန်ပိတ်ရက်သွားတာဆိုတော့လူကအရင်များတာပေါ့နော်ဒီလိုပိတ်ရက်မျိုးတွေမှာရထားမစီးဖို့ကအကြံပေးခြင်းပါလေစီရမယ့်နေရာကြတော့ဒီဟွာလန်ပုံကနေပြီးတော့ဖတ်ထရာပေါ့နော်စီရမယ့်အချိန်ကကြတော့4နာရီကျော်လောက်ကြာတာပေါ့နော်တကယ်လို့ကားစီးတယ်ဆိုလို့ရှိရင်2နာရီကျော်လောက်ပေးကြတာပေါ့နော်ကားကြတော့ဒီမော်ရှိကားဂိတ်လေးရှိသလိုအိတ်ကမိုင်ကားဂိတ်လေးရှိတာပေါ့နော်အဲ့ရနေပြီးတော့မှစီးသွားလို့ရပါတယ်ဒါကကြတော့ဖတ်ထရရထားဂိတ်ရောက်ပါပြီဒီရထားဂိတ်ရနေပြီးတော့ကိုတန်မင်းနေရာကိုလိုင်းကားစီးလို့ရပါတယ်ပြီးလို့ရှိရင်ကိုကားငှားပြီးသွားလေးရတာပေါ့နော်ဒါကကြတော့ဖတ်တရကန်းကြီးရောက်ပြီပေါ့နော်စားစရာတွေကတော့အရန်စီးကြီးပါတယ်ဒါကကြတော့တဲမဲဟိုတယ်ပေါ့နော်ဖတ်တရကန်းကြီးနဲ့လည်းနီးပါတယ်နှစ်ယောက်ခန်းကိုတညကို1500ပေးရတာပေါ့နော်ဒီမှာ2ညတဲပါမယ်ဒီကနေပြီးတော့မှကော်လန်းကိုမနှဖန်သွားမှာပေါ့နော်ဒါကြတော့31ရက်နေ့ညကြတော့ဒီဖတ်တရမှာပဲ Happy New Year လောက်မှာပေါ့နော်ညနေရောက်ပြီဆိုတော့ဖတ်တရာကိုလမ်းထွက်လျှောက်ပါမယ်ဒါကကြတော့ဖတ်တရာတောင်ပိုင်းပေါ့နော်ဒီကနေပြီးတော့မှကန်းကြီးကိုလမ်းလျှောက်ပြီးသွားလို့ရပါတယ်ဒီနေရာတွေကကြတော့ညဘက်ဆိုလို့ရှိရင်အရန်စီကားတဲ့နေရာပေါ့နော်ဒီကနေပြီးတော့မှဖတ်တရာကန်းကြီးကိုလမ်းလျှောက်ပြီးသွားပါမယ်ဒါကကြတော့ကန်းကြီးရေးပေးမှာပေါ့နော်2026ကိုဂျူဆိုနေတဲ့လူတွေပါလူကအရင်များပါတယ်